လောက်တာလား Hello ဒီနေ့ကကျတော့ဒီထာဝါလေးကိုဆော့မှာဖြစ်ပါရဲ့ရှင်ဒီထာဝါလေးကကြာအဆင်းအောင်ထာဝါလေးဖြစ်တယ်ပေါ့နော်ပြီးတော့ဘလို့ထာဝါလေးတွေဆော့ပြမလဲဆိုတာမှန်ခဲ့ပြီးပါအောင်ရှင်ဟိုနေ့ကတင်ထားတာ spicy ခုံထားတာလေးလဲပေါ့နော်လိုက်သွားပေးပါအောင်ရှင်ပြီးတော့ဒီလိုနှစ်ချက်လေးဒီလိုပေါ့နော်ညီမညီမခေါင်းမဆောင်ထားတဲ့ချက်လေးယူနီတီကျင်ရင်ဟိုင်းခဲ့ပါဒီဗီဒီယိုမှာလည်းပြောထားပါတယ်ပေါ့နော်ယူနီတီကျင်ဟိုင်းခဲ့ပါရှင်အဲ့ဒါပြောပြမှာဖြစ်ပါရှင်ဟွာဘာလဲတီးရလူကတော့ကြော်သွားပြီပေါ့နော်မတီးရလူကကျတော့ဟိုင်းခဲ့ပါနော်ပြောပြပေးမှာဖြစ်ပါရှင်ကြောက်ကြဝိုင်းကနာလေးဆောင်မှာခုံပြီးသွားပါပြီရှင်ဆိုတော့မြင်မြင်တက်မယ်ပေါ့နော်ဟောပြန်ပြုဒါလေးမြင်မြင်ခုံမယ်ပေါ့နော်ဗီဒီယိုတင်ရတာ15မိနစ်ပဲတင်ရဆိုတော့လေဘောင်း15စက္ကန့်လားဗနမိနစ်လားမသိဘူးအဲ့လောက်ပဲတင်ရဆိုအကြာကြီးခုံလို့မရပါဘူးတကယ်လို့ရှေ့ဝိုင်းလည်းတောင်းမှပါရပေါ့နော်ရှေ့ဝိုင်းလည်းတောင်းမှပါရှင်subscribe လေးလုပ်ခဲ့ပြီးပါအောင်ရှင်ဗီဒီယိုရှေ့မှာဆိုလို့ပုံမှန်လည်းအများကြီးကြံကြဆိုတော့နည်းနည်းလေးဆော့လိုက်ပါမယ်နော်အပေါ်ထိခုန်ခဲ့ပြီပေါ့နော်နိုင်တော့မှာပေါ့နော်အဲကြောင့်ပြန်ပြီးဗီဒီယိုဖွင့်လိုက်တာဖြစ်ပါတယ်ကြည့်ရှုပေးရတဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်လုံးမဲ့ပြုတ်ကြဝိုင်းဆိုတော့အောက်ထိဆင်းလိုက်တော့မယ်ပေါ့နော်ကြည့်ရှုပေးရကျေးဇူးအများကြီးတင်ပါတယ်subscribe လေးလုပ်ခဲ့ပါ bye bye